ဒါကျွတ်သွန်ရဲ့ခင်းညင်တီးရဲ့ဘာရဲ့ တပြင်းတို့ဒီချက်ထားလေဖတ်ပွင့်ချက်မှာလေ အဲ့လေကျွတ်သွန်ရဲ့ကျွတ်သွန်ပြူရဲ့ခင်းညင်တီးရဲ့ကြက်သားမုံရဲ့အဲ့ဒါကိုစီတက်တယ်ဒါကတော့ကျွတ်သွန်ပြူထောင်းတာဖြစ်ပါတယ်လိုင်းဝတ်တယ်မဲ့တဘော မြို့ဒီစိမ့်လေးကိုပို့တော့ပေါင်းနေမြို့ဒီစိမ့်ရမရှိ ဒါကတော့ဖတ်ပွင့်နော်ဖတ်ပွင့်မှာတော့တောင်ပြုတ်မဟုတ်ပါဘူးရေရောရေနွေးနဲ့ဖြောတယ်ဖတ်ပွင့်ကို6လမ်းရေနွေးနဲ့ဖြောမွေးနေမှာကျွတ်သွန်ပြူနဲ့အေးကြာကုန်ရေထည့်အောင်မထည့်ရတော့အဲ့ပြီးသွားပြီနော်ဒါကျတော့ဟာဒီလာတော့နှမ်းလာတော့လေတမလိုက်တော့ချက်မြို့ဒီလေးထဲပူကောင်းမြို့ဒီလေးတမအကုန်တမအောင်လို့ဝင်နေကြက်ပြီးကြက်လေစားပြီးတော့นี่จะได้ရေးလုပ်ပြီးတော့ဘူးချက်နေမှာအနေနဲ့မဆက်ပြီးမှဒီကဝယ်ပြီးမှထမိုးဝရင်လို့ဆက်ရချက်တယ်ရတယ်ဘာလို့ဘာမှမဖြစ်နော်ဒါဆိုဘယ်လောက်ကြာဒါဆို900ဘူး900ဘူးတပြည့်ဟာမပါဘူးလေ900ဘူးဟင်းတစ်ခွက်ဖြစ်ပါတယ်အရသာရှိတဲ့ဖတ်ပွင့်ဟင်း